တကောမှမသွင်းနိုင်ခဲ့ပေမဲ့အနိုင်ရခဲ့တဲ့စင်မြန်ဒီပုံစံတိုင်းဆိုရင်တော့စင်မြန်ကြီးတို့ကိုပရီးမီးယားလိဖလားကြီးပေးလိုက်တဲ့ပါပြီနေ့တိုင်းဒုတိယလူဖြစ်နေတဲ့စင်မြန်ကြီးတို့ကိုကြံပရီးမီးယားလိ16တင်လုံးတနားစိတ်ဝင်နေပြီပဲဖြစ်ပါတယ်သူတို့တိုက်စစ်ဂိုးမသွင်းတော့ငါတို့ပဲကိုပြန်သွင်းပေးလိုက်မယ်ဆိုတဲ့စိတ်ဟာပရီးမီးယားလိဖလားကိုတန်မိုးကျဆင်းသွားစေမှာပါဒီနေ့မနေ့ကစားခဲ့တဲ့စင်မြန်ကြီးနဲ့ဝမ်ဘလေအသင်းတို့ရဲ့ပွဲစဉ်မှာစင်မြန်ကြီးတို့ကဂိုးတစ်လုံးမှသွင်းယူနိုင်ခြင်းမရှိဘဲနဲ့2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီပွဲစဉ်မှာစင်မြန်ကြီးတို့ရဲ့တိုက်စစ်ကြောင်ပြောင်နေခဲ့တာမို့လို့ဝမ်ဘလေအသင်းရဲ့ဂိုးသမားနဲ့နောက်တန်းကစင်မြန်ကြီးတို့ကိုခရစ်စမတ်လက်ဆောင်ဂိုး2ဂိုးနဲ့အတူအနိုင်3မှတ်ရယူပေးခဲ့ပြီးစင်မြန်ကြီးတို့ရဲ့ဂိုးကိုဘယ်ချိန်ထသွင်းသွင်းရပါတယ်ဆိုတဲ့အထားနဲ့မိနစ်90မှာဂိုးကိုပြန်ပြီးသွင်းယူခဲ့ပါတယ်ဒီနေ့ပရီးမီးယားလိမှာ15ပွဲကစား33ကိုခွင့်ပြုထားပြီးအမှတ်ပေးစရာရဲ့အဆင့်20မှာရောက်နေတဲ့ဝမ်ဘလေအသင်းရဲ့ခန်းစစ်ကိုတကောမှမသွင်းနိုင်ခဲ့တဲ့စင်မြန်ကြီးတို့ရဲ့တိုက်စစ်ဟာမေကွန်းထုတ်စရာဖြစ်ခဲ့ပြီးတော့ဒီချေစွမ်းနဲ့ဖလားယူမယ်လို့ကြိမ်းဝါနေတဲ့ရေပြုတ်ခံတွေအတွက်ကတော့ရင်လေးစရာပဲဖြစ်ပါတယ်ဒီရှုံးပွဲကြောင့်ပဲဝမ်ဘလေတို့ဟာပရီးမီးယားလိမှာပထမဆုံးတန်းဆင်းသွားနိုင်တဲ့အသင်းဖြစ်ဖို့ပုံမနီးကပ်လာခဲ့ပြီပဲဖြစ်ပါတယ်